မင်္ဂလာပါနော်ဗီဒီယိုပဲရိုက်ပြီးတင်နေရတာဆိုတော့တခုတော့ကောင်းတယ်တဲ့လား live တွေမှာအာကုသို့ပွားမဲ့ဟာတွေမမြင်ရတော့ဘူးပေါ့နော်ဒီမှာအမတွေကဘာလေးတစ်ခုကိုပြောချင်တယ်လဲဆိုတော့အဲ့ကရင်မှာအခုလောလောဆယ်မှာတိတ်ပွဲတွေရှိနေတဲ့ခါကြတော့ကရင်တွေကသူက PDF တွေကိုသူတို့စိတ်ချရတဲ့လူမျိုးတွေကိုသူတို့ကခေါ်သွားပြီးတော့တိတ်ပွဲကိုခေါ်ပြီးတော့မှတိတ်ပွဲရဲ့အတွေ့အကြုံခေါ်ပြတာပေါ့တိတ်ပွဲကိုခေါ်တိတ်ပေးတယ်ဆိုတော့ PDF တွေကမတက်ရတဲ့ PDF လေးတွေကလည်းအရန်ကိုတိတ်ရှင်ကြတာမတက်ရတဲ့ PDF တွေကလည်းအရန်ကိုတိတ်ရှင်ကြတာတိတ်ရှင်လို့တန်းစီနေတာနော်စကားစားအဖွဲ့နင်တို့စကားစားမုတ်ပရီမုတ်ဆိုမှများအဖွဲ့ကနော်သူတို့လင်းနေရှေ့တန်းထွက်ရမှာဆိုလို့နော်သူတို့လင်းနေရှေ့တန်းထွက်ရမှာဆိုလို့တခါလေကတော့အိမ်မှာမမအိမ်မှာထမိန်နေအလူရဲ့ပြေးလျှော်နော်အလူရဲ့ပြေးချော်ဘဘရဲ့ကားမောင်းတဲ့လူပဲလုပ်ပြပါစေနော်ဘဘရဲ့တက်ရင်မှုကြော်ရဲ့ကားမောင်းပဲလုပ်ပြစေတက်ရင်မှုကြော်ရဲ့ဖက်နဲ့ပဲကိန်ပြစေဆိုတော့စစ်သားတွေအလူရဲ့နော်မတိတ်ရှင်မခိတ်ရှင်လို့အလူရဲ့ရှေ့တန်းမထွက်ရှင်လို့အလူရဲ့ဖင်ကောင်းနဲ့ဝင်နေတဲ့အချိန်မှာနော်ဟုတ်လားမြို့တွင်ရန်ကုန်မြို့ပဲချပေးပါအရန်ကုန်မြို့မန္တလေးမြို့ကိုကြဖို့အတွက်အပေါ်ကလူကြီးတို့အလူရက်ဖားနေရရှင်ရှေ့တန်းမထွက်ရဖို့အတွက်အလူရက်ဖားနေတဲ့အချိန်မှာငါတို့ဘက်က PDF တွေကမတက်ရလို့သိလားဝက်ကွဲနေတာဟဲ့နော် PDF တွေကမတက်ရလို့ဝက်ကွဲနေတာနော်လက်နဲ့တွေချပေးပါတော့တိတ်ရှင်လုံးလို့စောက်ခွေးတွေတက်လာတာလက်တွေကိုယားနေတာပဲချချင်လို့တိတ်ရှင်လို့ဆိုတာမျိုးကြီးနော်အဲ့ဒီကြားထဲမှာတစင်ဦးဆိုတဲ့မိန်းမသူဆရာကြီးလို့တည်င်းပြန်ကြားရေးလို့ဟိုဟာလို့နဲ့ကရင်တွေကတရင်သားလက်နဲ့ကိန်တွေကEAO တွေကဘာဖြစ်တယ်EAO တွေကEAO ရှိရဲ့နေမြေတွေကငိမ့်ချမ်းတယ်ပေါ့နော်မငိမ့်ချမ်းတာစကိန်းတိုင်းဒေတာကြီးတကြောတဲ့နော်မြန်မာတနိုင်ငံလုံးမှာရှိတဲ့ကလေးတွေလက်နဲ့ကွေးတက်တာ KNU ကတင်ပေးလိုက်တဲ့လူတွေကြီးပဲနော် KIA ကအနေချင်းပဲရှိရဲ့ဒီလားကမနေ့လေအလောင်းတွေလာကောက်လိုက်အောင်နဲ့ဟိုမှာ KNU ကနော်အလောင်းတွေထက်နေလို့လာမကောက်ဘူးအလောင်းတွေလာကောက်လိုက်ကြအောင်နဲ့နော်နင်တို့ဟိုပါလေဟိုအတန်တိတ်ဆန္ဒပြတော့လေအဲ့ဒဇင်ဦးနော်နင်လေးအားရနေလားသူများကြီးနင်ကိုဒီလောက်ဆဲဆိုနေရဒူရင်ဒီကိုမော်တာတက်ပြီးမွေမယ်ရောပါရောနင်ဒီလောက်ဆဲဆိုနေနင်မနာတက်ဘူးလားနင်မှာစောက်ရှက်လည်းရှိမှာမဟုတ်ပါဘူးနင်ရဲ့စောက်စင်ကလည်းအဲ့လောက်စောက်စင်မရှိဘူးဆိုတော့ပြောရဆိုရတာလည်းခက်ပါတယ်နောက်တစ်စင်ဦးပြောပြလိုက်မယ်နင်ပြောတာEAOတွေရှိရဲ့နေမြအရန်ငင်းချမ်းတယ်ဟုတ်လားတရင်သားလက်နဲ့ကိန်တွေက PDF တွေအချမ်းဘက် PDF တွေကိုမလို့ရှင်ပါဘူးလို့နင်ပြောနေတာလေကရမ်းမှာပဲကြည်နော်ကရင်မှာပဲကြည်ကရှင်မှာပဲကြည်ရှင်းမှာပဲကြည်ဒီကလေးတွေတစ်ဖက်တက်ပြစ်နေတာမချေနှက်လို့နင်တို့စောက်မြင်ကတ်လို့နင်တို့စကားစယူအသေးသက်ရှင်လုံးလို့ကလေးတွေကိုတနက်ကွင်းကြီးတင်ပေးလိုက်တာနော်ဥပဒေဘောင်ထဲကပဲသူတို့တင်ပေးလိုက်တာနော်ကလေးတွေကိုစစ်တင်တန်းပေးလိုက်တာလက်နက်ကိန်းနဲ့တတ်သွားအောင်တင်ပေးလိုက်တာလေအဲ့တရင်သားလက်နက်ကိန်းဖွဲ့စည်းတွေကကိန်းတင်ပေးလိုက်တာဟဲ့ကောင်းမရဲ့နင်လည်းခေါင်းကောက်ချအိတ်နင်ဘဘကြီးကိုပြေးစရာမြေမရှိတဲ့ချိန်ကျရင်နင်လည်းပြေးစရာမြေရှိမှာမဟုတ်ဘူးနင်လေးရှာလိုက်အောင်နော်အဲ့ဒါနင်တို့ရဲ့အကြောင်းကိုရိတ်မိပြီးခတ်မိနေတဲ့လူတွေတော်တော်များများအလံဖြူတွေထောင်ကုန်ပြီကောင်းမကြီးနော်ငါတို့တနိုင်ငံလုံးမှာ PDF တွေဒီလောက်အတက်ခံဒီလောက်အဖမ်းခံရတာ PDF ကအလံဖြူထောင်လိုက်တာနေမြင်ဘူးလို့လေနင်တို့အချမ်းဖက်စစ်အုပ်စုတပုံလို့ပြောလိုက်တဲ့ PDF တွေအလံဖြူထောင်တာဘယ်နှခါမြင်ဘူးလဲဟမ်နင်တို့ကလေစကားစကိုပြည်လူထုကထောက်ခံနေပါတယ်နင်တို့អော်နေတာနင်တို့အလံဖြူထောင်ပြီးထွက်လာတာထွက်ခွင့်မပေးလို့ငါတို့နင်တို့တေချင်းစိုးကုန်ပြီမလားဟမ်ငါတို့ PDF တွေနင်တို့အချမ်းဖက်စစ်တပုံလို့ပြောတဲ့နင်တို့ဘဘကြီးမင်းအောင်လိုင်းကိုရရစောက်ပါစပေါက်ကပြောသွားတဲ့နော် PDF တွေနော်ဘယ်နှခါအလံဖြူထောင်သွားတာမြင်ဘူးလဲအခုနင်တို့ဘက်ကတော့အလံဖြူထောင်ပြီးအတင်းတောင်းထွက်တယ်ငါတို့ပေးမထွက်လို့သေပြီးမှသေခြင်းနဲ့စိုးကုန်ပြီပါလဲနင်တို့ဘက်ကအမှန်ပြောတတ်တဲ့မင်္ဂလာတောင်ညွတ်ကဟိုလူကိုလွတ်အောင်မလားဟမ်ကိုလက်ကြီးကိုလွတ်အောင်မလားပေါင်နင်တို့ဘက်မှာအမှန်တရားအတိတ်ပြောတတ်တာကိုလက်တယောက်ပဲငါမြင်ဘူးဒီတော့ကိုလက်ကြီးကိုကရင်ကိုလွတ်မလားဆိုတော့ကရင်ကလူတွေကိုလက်ကိုဇမ်းမထိတစ်ချက်ကလေးတော့နင်တို့ကိုလက်ကိုတည်အမှန်တိအောင်လို့ပဲပြပြီးတော့မှတစ်ချက်လေးတော့နင်တို့မထိပဲနဲ့ကိုလက်ကိုအကောင့်တိုင်းပြန်ပို့ပေးမယ်တည်အမှန်ယူမလားနင်တော့မတော်နဲ့ဘာလို့ဆိုနင်ကိုကရင်ပို့တာနဲ့တစားစီပြဲတော့မှနေသိလားဘယ်နှမ်းမှအစကောက်ရမှန်းတော့သိမှာမဟုတ်ဘူးနင်ကိုစောက်မြင်ကတ်တာမှရှင်တူးနေတယ်နင်ကမင်းအောင်လိုက်နဲ့နီးပဲနော်နင်က lobby ကိုရိုးတသား lobby မဟုတ်တဲ့တန်တရားတွေပေါက်ပြ8000တွေပြောတတ်တဲ့ lobby မလို့လေကရင်နယ်မြေမပြောနဲ့ကရားတို့ကရင်တို့နေရောင်လို့ရန်လို့မတော်နဲ့ဟိုကနေတစားစီဆွဲပြဲမှာတဲ့
နင်တစားစီလုံးမှာဟိုကစောင့်မိကန့်နေလို့သိလားကရင်နေရပဲဟို PDF တွေကိုလက်မခံဘူးအတန်ပတ်တပုံတွေကိုလက်မခံဘူးဆိုတဲ့သဘောရှိရဲ့နေပါဇက်ကလေဖက်နဲ့ကြာနေပါဇက်ပုတ်ကိုလေနေအေးနေတို့ဟာတွေကလေသိလားအောက်ကထမိန်လာတဲ့ဟာတော့မှပါဇက်မှာအုပ်ရှင်အုပ်တဲ့လူတွေဆိုတော့လေစကားတွေပြောစရာမလိုနော်ထားလိုက်ဒါတွေနေဒါတစဥကိုပြောရှင်တဲ့အပိန်နော်ဟိုဒီလက်နဲ့ကင်တွေကြားထဲမှာဒီ KNU တွေကြားထဲမှာရှိရဲ့ကလေးတွေကိုအမရင်းတော့တည်င်းမတင်နဲ့လို့မပြောဘူးဒါပေမဲ့တည်င်းတင်တဲ့အချိန်ကျရင်တော့တင်နော်ကရင်တက်ကလည်းတိတ်နေတဲ့အချိန်မှာစုတ်သွားပြီးသူတို့ကတိတ်ပွဲတိတ်နေတဲ့အချိန်မှာတိတ်ပွဲပြီးသွားလို့ရှိရင်ပြန်ဆုတ်သူတို့လူကိုကဲထုတ်နေတဲ့အချိန်မျိုးတို့ပြန်ဆုတ်နေတဲ့အချိန်မျိုးတို့မှာဒီတိတ်ပွဲရဲ့တည်င်းနေစကားစအရန်တေးတယ်ပပဆက်တေးတယ်ဆိုတဲ့တင်းတွေကိုဥအောင်တင်လိုက်လို့ရှိရင်လေရင်လာဝဲပြီးတော့မှဒီနေရာမှာကရင်ရှိပါတယ်လို့သိရင်လေရင်လာဝဲရင်တိတ်ပွဲကမအောင်နိုင်တာဖြစ်တဲ့အတွက်သူတို့လုံခြုံပြီးတဲ့နေရာရောက်မှFacebook ပေါ်တင်ကြဖို့ကရင်တွေကမြစ်တာရက်ခံတာအဲ့ဒါကိုမရရင်အဲ့ကရင်တွေမြစ်တာရက်ခံတဲ့အတန်ဖိုင်ကို तू ကအတန်ဖိုင်မှာ तू ကရင်ကျမတို့ချမ်းနေကရင်တွေကစကားပြောရင်လက်ပတ်စွာမပြောနိုင်ဘူးလက်ပတ်စွာမပြောနိုင်တဲ့အခါကျတော့မရရင်ကဆယ်ဒီဖြစ်တဲ့အတွက်ကြောင့်မို့အပေါ်မှာအဲ့ဒါလေးကိုတားပေးပါနော်တိတ်ပွဲတည်င်းကိုအရင်စန္ဒစောပြီးနော်မတင်ကြပါနဲ့မေဦးပြောပြထားလို့စန္ဒစောကြီးမတင်နဲ့သူတို့တွေတိတ်မယ်ဟိုဘက်ဒီဘက်အလောင်းကောက်မယ်ပြီးနေရာပြန်ယူရတယ်ဘာလို့ဆိုနေရာပြန်ယူရတယ်ဆိုအပေါ်ကလေရင်လာကျဲဒါကိုလွတ်ဖို့အတွက်နေရာပြန်ယူရတယ်တက်မဲ့နေရာတွေပြန်ယူရတဲ့ခါမျိုးရှိတယ်အဲ့ဒါမျိုးဘာမှအချိန်ခါမတေချာသေးဘဲနဲ့အပြီးတင်ပေးနင်တို့တင်ခွင့်ပေးမှာပဲ Facebook ပေါ်တင်ခွင့်ပေးမှာပြီးတည်င်းကိုတက်နနင်တို့ရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေတင်ကြဒါပေမဲ့တိုက်ပွဲတည်င်းကိုနင်တို့ကမပြီးသေးဘူးစောင့်နေတဲ့ကာလမှာငါတို့ကဘလို့တိတ်နေဘလို့ရှိနေပြီဟိုအထက်ကမတိတ်သေးတဲ့ကောင်လေးတည်င်းလမ်းပေးမတိတ်သေးတဲ့ကောင်တွေကမတိတ်ရသေးတော့အားရနေတော့ Facebook ပေါ်တင်နော် Facebook ပေါ်တင်တဲ့ခါကျတော့စကားစဖုံးကျဲဖို့နေရာပေးလိုက်တယ်လို့ဖြစ်သွားမှာစိုးလို့မတင်ပါနဲ့လို့ပြောတဲ့ဟာကိုဟုတ်လားခမရဘာနားလဲလို့လေခမရမြေပြင်အရှင်နေဘာနားလဲလို့လေနင်တို့ကြီးနားလဲနင်တို့ကြီးတက်နင်တို့ကြီးတိတအားတော်တာပဲတော်လရေးကြီးဟိုတဲ့ကျွန်တော်တို့ကနလဘိန်ကလေးရတဲ့ကျွန်တော်တို့ကလက်နဲ့ကိန်တော်လန်နေတာတဲ့နော်စကားပြောတာလေနောက်တော့မှခမရငါစီမှာလဲအလူခံလာတောင်းနေတယ်ခမရအလူခံစားလို့မဝပြီလားလို့လည်းပြောနေတယ်နင်တို့စီးပြီးနင်တို့စီးနေတဲ့ကားဘသူဝယ်ပေးထားတာလေနော်အဲ့လိုပါဇက်မျိုးပြောဒါပေမဲ့စိတ်မဆိုးဘူးစိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်နင်တို့နှစ်ယောက်ကိုစိတ်ဆိုးလဲနင်တို့နောက်မှာရှိရဲ့ကလေးတွေကိုငါတို့ကကြည့်ရအောင်မယ်နင်တို့ကိုစိတ်ဆိုးလို့တစုံတရာလွဲသွားရင်နင်တို့နောက်မှာရှိရဲ့ကလေးတွေနင်တို့ဘိုးလိုဘက်လိုလှုပ်ထားပြီးနင်တို့အောက်မှာရှိနေတဲ့ကလေးတွေရဲ့အတက်ကိုငါတို့ဘိုးချစ်တော့ကကြည့်နေလို့နင်တို့ဘာမှမပြောတာနော်နင်တို့ရီရအီအားတွေတအားပြောနေတဲ့အရာလူဒိန်းကိုပို့တာကရင်ပြည်နယ်မှာရှိရဲ့ကလေးဒိန်း PDF ဒိန်းကိုအဲ့အတန်ဖိုင်လေးကိုပို့လိုက်တာနင်တို့ကြီးကိုပို့လိုက်တာမဟုတ်မလုံနဲ့အိုးပွင့်ပြီးတော့မှပေါက်တက်ကရ SMS တွေငါ့ကိုလာမပို့နဲ့နင်တို့တို့အရှိန်မရှိဘူးငါဒီ live ကလည်းအကောင်လုံးဂဂနနာတစ်ချိန်နဲ့လွင့်ပေးလိုက်ပါဆိုလို့ငါတပြိန်နဲ့လွင့်တာနင်တို့ကိုစောင့်ကြည့်နေတဲ့အရာကလေငါတို့မအားလက်သေးဘူးနော်မအားလက်သေးလို့နင်တို့ဘာမှမပြောသေးတာငါတို့အားရနေတာမဟုတ်လို့ဘာမှမပြောသေးတာနော်ကရင်နယ်မြေမှာနေပြီးလို့ရှိအ ਨੇ ဆုံးအပေါ်ကအရာရှိရဲ့စကားကိုတော့နင်တို့နားထောင်ရမယ်ဆိုတော့ဒီအတန်ဖိုင်လေးသူကရင်ဘိုတခုကတယောက်ကပေးလာတယ်အတန်ဖိုင်ကအားလုံးကိုပို့လိုက်တာမရရင်တယောက်တည်းကိုပို့လိုက်တာမဟုတ် forward လုပ်ပေးလိုက်တာမတင်ကြသေးနဲ့ဟိုတေချာကိုလူတွေကဲထုတ်အယောက်600လောက်ပိတ်မိနေရယ်ကဲထုတ်စုပ်တေချာပြီးသွားပြီလားပြီးသွားပြီဆိုနင်တို့တင်ကြစမ်းစိတ်ကြိုက်တင်အဝတင်စိတ်ခွေးပနကောင်တေတယ်တင်ဘလို့တင်ကြိုက်တယ်လို့တင်ဖင်လန်တင်ခေါင်းလန်တင်နင်တို့တူးထက်ငါဥအောင်တင်လိုက်တော့နင်တို့ထမင်းတလုတ်ပုံမစားရဘူးနင်တို့အတက်တရအဲ့တော်ထဲမှာနင်တို့ပောက်ကတင်တာရင်မကြည့်အကုန်လုံးမဆုံးတင်တဲ့ဟာတွေမဆုံးချုံအောင်လို့သူများတွေကဲတင်ပေးနေတဲ့အချိန်မှာညင်စိတ်နေဖို့လာပြီးတော့ပြောပေးတာညင်စိတ်နေဖို့အတန်ဖိုင်နေ message ပို့ပေးတာနော်နင်တို့ပြောတဲ့အတိုင်းပဲတော်တရင်သားတွေကိုလေငါလိုတရင်သားကိုနင်ကစကားလာပြောသေးတယ်သူတို့စကားတခွန်းပြောပါတည်းဟိုရည်စရာစကားမလို့ထပ်ပြောလိုက်မယ်နော်အဲ့ဒီနင်တို့ရဲ့ခေါင်းဆောင်ကိုတွားမေးလိုက်နော်ခေါင်းဆောင်ကိုတွားမေးလိုက်နင်တို့လက်နဲ့ကိန်တာနဲ့တရင်သားမိန်းမတွေလက်နဲ့ကိန်တာဘယ်တုန်းကလေးကကိန်တာလဲလို့နော်တရင်သားမိန်းမတွေလက်နဲ့ကိန်ခဲ့တာတရင်သားအမျိုးသမီးအမျိုးသားတွေလက်နဲ့ကိန်တာ14-15ကလေးကကိန်နေခဲ့ကြတာနင်တို့ကအခုမှ2လဘိန်းကတွားကိန်တယ်3လဘိန်းကတွားကိန်တယ်ရာပြီးရှောက်မအောင်နဲ့ငါတို့ကနင်တို့ရှင်းပြပြီးပြောချိန်ငါတို့မရှိဘူးပြောချိန်မရှိလို့လွတ်ထားတာနော်ပြောချိန်မရှိလို့လွတ်ထားတာအလန်းပေးတာလေအားလုံးနဲ့ညီတူညီမျှတူတဲ့အလန်းကိုနင်တို့ပေးတာ
အဲ့အလန်းကိုအာနာကိုဖီဆန်ပြီးဆက်လုပ်မယ်ဆိုရင်တော့နော်နင်ငါလည်းပြောထားပြီးသားနင်တို့အာနာဖီဆန်ပြီးဆက်ပြောပြီးဆက်ပြီးတော့မဟုတ်တရုပ်တွေလုပ်နေမယ်ဆိုရင်ကျမမျက်နှာမထောက်နဲ့ထောက်เสียအကြောင်းမရှိဘူးကျမနဲ့လည်းဘာမှမသက်ဆိုင်ဘူးငါ Facebook ပေါ်မှာလည်းတင်ထားပြီး live တွေမှာလည်းတင်ထားပြီးနော်အဲ့ဒါဟိုငဆိုင်တို့ရှစ်စော်စော်တို့ကိုတိတ်မပလောက်နဲ့ကိုတိတ်ဟုတ်လာပြီမထင်နဲ့စကားစတယ်မှာနင်တို့တည်င်းတွေကပြက်နင်တို့ Facebook ပေါ်ကနေရှိရတဲ့တည်င်းတွေကသူတို့ရဲ့အဲမှာဘိန်နိုင်နဲ့လာပြီးယူမဲ့လူတွေစီရင်ထဲမှာနင်တို့တွေပါတယ်ပါလို့နင်တို့တွေကိုရှင်လန်းအသက်ရှင်ဖို့နင်တို့တွေအစင်ပြေဖို့ကရင်တွေကနင်တို့လမ်းပြီးတော့မှသူတို့ရှေ့ထွက်ပြီးနင်တို့တွေမကြွမ်းကျင်နေလို့အနောက်မှာထားထားတဲ့အချိန်မှာနော်သူတို့တတ်မှတ်တဲ့အချိန်တတ်မှတ်တဲ့နေရာကိုရောက်သွားပြီးရင်တော့နင်တို့စိတ်တလောက်လိုက်လွှင့်လို့ရပြီသူတို့လည်းကရင်တွေလည်းမရိုက်တာမဟုတ်ကရင်တွေလည်းဗီဒီယိုဖိုင်တွေရိုက်ထားတယ်သူတို့လူတွေတည်ထားတာကြီးလည်းရှိတယ်သူတို့လူတွေတည်ထားတယ်ကရင်မနေ့ကတိုက်ပွဲမှာပန်းနဲ့ပေါက်ကြတာမဟုတ်နှစ်ဖက်ကတစ်ဖက်နဲ့တစ်ဖက်ပြစ်ကြတာဟိုဘက်ကအကြဆုံးများတယ်ဒီဘက်ကအကြတမမရှိဘူးလုံးဝလာပြီးတော့တည်င်းမမလွတ်နဲ့ဒီဘက်ကလည်းကြဆုံးတဲ့လူတွေရှိတယ်ဒီဘက်ကကြဆုံးတဲ့လူတွေလည်းကျမတို့ကတာဝန်ယူမှုတာဝန်ခံမှုလုပ်ပေးရမှာပဲဘာဖြစ်လို့လဲဆိုတော့နင်တို့ကိုကယ်လို့ကရင်တွေကစစ်ထွက်ရတာလေဟုတ်လားနင်တို့ကိုကယ်လို့ကရင်တွေစစ်ထွက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကရင်တွေကိုသူတို့ပြန်ပြီးတော့မှဒါဟို response ပြန်ပေးဖို့နင်တို့ငါတို့ responsible လေးတယောက်နဲ့တယောက် responsible ပေးတတ်ဖို့လမ်းပြီးပြောပြတဲ့အခါမှာတိုက်ပြီးတော့မှကျွန်တော်တို့ကပိုတိတယ်ကျွန်တော်တို့ကပိုတတ်တယ်နင်တို့ပဲတိတ်ပွဲကိုဝေပြီးတော့မှရွရွရွှွှတိတ်နေတယ်လို့တွေပောက်ကြရပြောပြီးတော့မှရီးရားတွေပြောနေနင်တို့တန်ဖိုင်နေကအပေါ်ဟိုဒေါက်တာဇော်ဝေဆိုးတို့ဥယျာဉ်မွန်တို့ရှိရမြကရင်ဘိုတို့နင်တို့ငါ့ကိုပို့ထားတဲ့တန်ဖိုင်နေအကုန်ငါပို့ပေးလိုက်တယ်ဘာလို့ငါမရှင်းဘူးငါတောက်ရုံဆိုလက်ဝင်ရှင်းမှမဟုတ်ငါကိစ္စလည်းမဟုတ်ငါကဏ္ဍလည်းမဟုတ်ငါကဏ္ဍဘယ်တဲကိုဘလို့ပတ်ဆက်ဝင်သွားဖို့ရောက်သွားဖို့အဓိကငါကိစ္စဆိုတော့ငါရဲ့တရင်သားတွေထဲကိုနင်တို့တွေထက်စားငါရဲ့တရင်သားတွေထဲကိုပတ်ဆက်ဝင်သွားဖို့ငါလောက်ရမယ့်ကိစ္စငါကိစ္စရှင်းဆိုလဲရှင်းလူကြီးတွေကိုဒါရိုက်အပ်လိုက်တယ်ဒါတကဏ္ဍဆိုတော့နင်တို့အာရနင်တို့စောက်ဖက်မရှိနော်ပါဇက်ကနေမှကျွေးတဲ့လက်ကိုပြန်ကိတ်နော်ငါဝယ်ပေးတဲ့ကားနဲ့နော်ငါလူဒန်းထားတဲ့ကားနဲ့တက်ပြီးတော့မှပြမြို့ပေါ်တက်လိုက်ပြန်ဝင်လိုက်မြို့ပေါ်တက်လိုက်ပြန်ဝင်လိုက်သူများတွေကတိမ်လာလိုက်နော်အဲ့ငါဝယ်ပေးတဲ့ကားနဲ့ယူငါစီကအလူလာခံပြီးတော့မှနော်ဟုတ်လားတထောင်စားထမင်းဝလီတောင်ကျွေးတဲ့လက်ကိုပြန်ကိတ်ခမားအလူခံစားတယ်ဆိုပြီးတော့မှပြောတယ်နင်တို့ပါဇက်ပေါက်ကဒီတော်လန်ရေးကြီးကနှက်ဆောက်တယ်သိလားနှက်ဆောက်တယ်မကောင်းတဲ့လူတွေမကောင်းတဲ့တိမ်သွားလိုက်မယ်အလူခံစားတဲ့လူတွေလည်းအလူခံစားတဲ့တိမ်သွားလိုက်မယ်နာမည်ရလို့မှုတစ်ခုတည်းနဲ့ထွက်လာတဲ့လူတွေလည်းအတိတ်ဆုံးနဲ့တေလိုက်မယ်အဲ့ဒါငါပြောတာစကားမားတာမရှိဘူးเนาะအမှန်ကြီးပဲချိန်ဆဲတာမဟုတ်စိတ်ထဲကနေဖြောင်းသွားเนาะလူကြီးတွေပြောနေတဲ့စကားကိုနားထောင်เนาะ तू ကကောင်းစေရှင်လို့ပြောတာလားမကောင်းစေရှင်လို့ပြောတာလားခါပြန်စဉ်းစားပြီးမှစောက်အလုပ်လုပ်ဖောင်းနေကြီးနင်းကန်ပိတ်ကန်နေလိတ်ကြီးထုမနေနဲ့เนาะဆိုတော့ဒါကတော့ကိုယ်ကလေးတွေကိုပြောပြပြီးတော့မှဒဇေဦးကနေစပြီးတော့မှစကအတိပေးလိုက်တဲ့လူတွေပြောပြလိုက်မယ်เนาะကို PDF တွေကအတောင်စုံတော့မယ်သိလား PDF တွေကအတောင်မစုံလို့ခဏလေးငါတို့ကဖွက်ထားတာ PDF တွေအတောင်စုံတော့မယ်เนาะအတောင်စုံတော့မယ်ဆိုတော့နင်တို့ဖေကြီးကကဘာအခင်းချင်းမှာကောနေနေတာလားနင်တို့ ICC ကိုတတ်မှတ်တဲ့ရက်ခေါ်တဲ့ခါကျရင်မတွားဘူးညင်းကြီးနော်ဝနမောင်တွေအောက်ကဘဒူကလိမ့်ပါလေဟမ်ဘဒူအောက်ကနေဘဒူကလိမ့်ပါလေနင်တို့အောက်ကနေနင်တို့ဖက်စစ်တပ်ဘက်ကထွက်လာတဲ့လူတွေအောက်ကပဲပြည်သူလူထုကလိမ့်ပါလေနင်တို့ညောက်ထွက်អော်နေတဲ့ဒဇင်ဦးနင်းရဲ့အောက်နင်းអော်နေနင်းရဲ့အောက်က live တွေနင်းကြည့်ပြီးသွားပြီလားနင်းရဲ့အောက်က comment တွေနင်းကိုဆဲထားတာရဲဆက်ကြည့်ပြီးသွားပြီလားဟမ်ငါကလေငါရဲ့ကြာရလူတွေအကုန်လုံးဒီဒေးခေါ်လိုက်ပြီးကြာရနေရကနေ main ခွဲတော့လို့တခါလဲကြိတ်တဲ့နေရာကနေနင်တို့ main ကိုတပြိန်နဲ့ဆွဲကြစစ်ကားတွေးတာနဲ့ဆွဲလို့လဲပြောရောအောက်ကနေငါ့ကိုနင်တို့ဝင်းဆဲတဲ့ file နဲ့နော်ငါ့ကိုဆဲတဲ့ file နဲ့မှာနင်တို့ပြန်ဆဲပေးတဲ့ငါလူတွေဆဲတာငါဆဲစရာတော့မလိုဘူးနင်တို့ကိုဆဲပေးနေတဲ့ငါလူတွေဝင်ဆဲပေးနေတာငါဆဲစရာမလိုဘူးငါတို့ကတရင်သားဆိုတော့အဖြောက်မဲသွားတယ်အဖြောက်မဲလုပ်တယ်ပွင့်လင်းမြင်သာစွာလုပ်တယ်နော်အလူခံပုံးဖောက်လိုက်ရင်တော့မှဒီဟာတရင်တာကရှင်းကဘလောက်ယူဒါကရင်ကိုဘလောက်ပေးမယ်ကရားကိုဘလောက်ပေးမယ်ဟိုမြေအောက်ကကလေးတွေဘလောက်ရမယ်အဲ့ဒီអော်လိုက်တဲ့အတိုင်းလဲအဲ့ကလေးတွေပတ်စံကွက်တိရကြတယ်နော်ကွက်တိရကြတယ်တစ်ချက်ကလေးမှမလွယ်တော့အောင်မသိမ်းဆောင်တော့အောင်နောက်ပြီးတော့မှဒါအရေးကြီးဆုံးအချက်နော်ဆိုတော့ကျမတို့ကနေမာလားရှုံးမာလားပြောတာကျမတို့ရဲ့ဒီဒေးအမှန်ကန်ဒီဒေးထွက်လာတော့မယ်
နော်အော်တိုမက်တစ်အဲ့နင်တို့ပြေးဖို့မြေလေးတွေရှာလိုက်အဲ့တော့ကရင်ထဲကိုရောက်သွားတာအလံဖြူထောင်တာတောင်မှတစင်ဦးကအလံသူတို့နေပါတယ်ပြုံကြီးခါလဲစာရွက်ကြီးရှာပြီးထအော်နေတဲ့အချိန်မှာအနောက်မှာနော်ကိုနဲ့ခင်နဲ့ကတော့တွေကအလံဖြူထောင်ရင်မရင်းခေါ်ပြီးတိန်ထားပေးပါဒီဘက်ကိုလည်းပြန်မလို့စစ်တပ်ဘက်ကိုလည်းပြန်မလို့လာနဲ့တဲ့အလံဖြူတဲ့စစ်သားတွေကိုကရင်တွေကိုထိမ့်တိန်ထားပေးလိုက်ပါလေကရင်ကကလေးထိန်ချောင်းဖွင့်လာတာမှမဟုတ်တာလူဆိုးထိန်ချောင်းဖွင့်လာတာမဟုတ်ဘူးနင်တို့ကရမှာတော့လေအလံဖြူထောင်တယ်လို့ပြပြီးတော့နင်တို့ကတိတ်သွားတယ်လေတစ်ခါလိန်ပြီးသွားပြီနောက်တစ်ခါကရအလိန်ခံမလားနင်တို့အလံဖြူထောင်အလံဖြတ်ထောင်ကရတူလို့ဆရာကရင်ကတူလို့ဆရာရှိရလုံးမှာငါတားပေးလို့လည်းမရဘူးငါတားပေးရအောင်လေကရင်ကငါထမင်းကျွေးထားတာလည်းမရှိဘူးငါထောက်ပံ့ထားတာလည်းမရှိဘူးနော်ငါတားပေးလို့လည်းမရတဲ့အတွက်ကြောင့်မို့ကရင်နယ်မြေထဲမှာအလံဖြူထောင်တာကိုမရီပြောကူပေးပါလို့လာပြောတဲ့အမကြီးတို့တွေနော်ကျမအစောကြီးလက်ရှင်တို့ယောက်ျားတွေကရင်ဖက်ကိုသွားလိုက်တယ်ဒီလိုသွားပြီးစွာပြီးခေါ်နေကြလေကကျမထိုက်ဆုံးလေးလွှင့်လိုက်ပါတယ်ဟိုတက်ပြောက်တရားနာလိုက်တော့လို့နော်တက်ပြောက်တရားနာထားလိုက်နော်တက်ပြောက်စွန်းလေးပါလေးချက်ထားလိုက်ကြိုတင်တက်ပြောက်တရားနာထားလိုက်နော်အဲ့ဒါပို့အဆင်ပြေတယ်ပို့ကောင်းတယ်နော်အဲ့ဒါအားပေးစကားလာပြောတာနော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကျတော့တစီဦးနေအမေရိကန်လို့ရှိရင်မင်္ဂလာတောင်ညွန့်ကကိုလက်ကိုလေးကိကိုလွတ်မယ်ဆိုရတယ်နော်ဘာလို့မင်္ဂလာတောင်ညွန့်ကကိုလက်ညိုလေးနဲ့တော့မထီအောင်ကရင်တွေကိုငါပြောကူပေးမယ်တိလားတည်င်းအမှန်သွားယူလိုက်ဘသူတွေတင်နေလဲလို့တည်င်းအမှန်သွားယူလိုက်နော်ဟုတ်ပြီလားဟယ်လိုအမဟိုလောက်မှရောက်မယ်3နာရီခွဲလောက်မှရောက်မယ်သမီးဟမ်ဘာဖက်နဲ့ဘာဖြစ်တာလူလို့မရဘူးမယူနော်ပတ်စံကြတော့တမီအရှိစိန်နေတမီအရေးကြီးရဆိုအရှိစိန်တို့ထဲဝါတူတို့ပေးခဲ့လို့ရတယ်စာအိတ်လေးနဲ့ပိတ်ခဲ့လိုက်ဘုံနဲ့ထည့်ပေးပါလို့အမဟုတ်တယ်အမအဲ့ဒါရုံကားလာဖွင့်နေတယ်သူတို့ဘုံနဲ့အဲ့စာအိတ်တွေလာထည့်ပေးတယ်နော်တက်လူနော် okay thank you နော်အဲ့ကြတော့ဖုန်းကလည်းပြောရင်းနဲ့ဝင်လာတာဆိုတော့နင်တို့ဘက်ကအမှန်တရားပြောတတ်တာဆိုလို့ငါကြည့်နေတာပြောင်ကြီးလဲမှန်နေတဲ့စကားကို तू မပြောရဲဘူးเนาะငါကြည့်နေမင်္ဂလာတောင်ညွန့်ကတယောက်ကတော့ तू နှစ်ဖက်အမှန်စကားမျိုးကို तू ကပြောတတ်တယ်ဆိုတော့နင်တို့ဘက်ကအမှန်တရားတယောက်ရှိနေတဲ့အတွက်အမင်္ဂလာတောင်ညွန့်ကကိုလက်ကြီးကိုလွတ်ပြီးတော့မှ4ကိကောမှတည်င်းသွားယူခိုင်းလိုက်เนาะဘသူတေချင်းစိုးနေလဲလို့အဲ့ဒါလာပြောတာเนาะနောက်ချက်ကျတော့အလူခန့်တာလေမော်လမြိုင် page ကြီးကနေမှလေအမကြည့်လိုက်တော့အဲ့ဒီတယောက်ကတိလားကလားဆက်တယ်သူလွဲခိုင်းလိုက်တဲ့ wave ပေးတွေလွဲခိုင်းလိုက်တဲ့လူလဲကလားဆက်တယ်ဆိုတော့ဒါနာမည်အတိအကျနဲ့အမတော့ဖော်ပြီးမပြောသေးဘူးဒါပေမဲ့ပြောပြမယ်ဘာလို့ဆိုငွေအခုကလေ Facebook တို့ internet တို့မှာငွေအရန်လိမ့်နေဆိုတာကဒါမရင်းရဲ့ဖြစ်ပျက်ကိုပြောပြမယ်နော်ဒီတော်လရေးကာလာမှာပေါ့သူကဘာpolice စင်ကာပူရဲ့ police officer ပါဆို police officer ဝစ်ဆိုနေ video call ခေါ်လာတယ်ဆိုတော့ကိုရုပ်တရက်ဆိုတော့ police officer ဆိုဘာအတွက်လဲနေ IC ပြဆိုကိုကမသိ IC ကိုပြလိုက်တယ်ကင်မရာရှင်းမှာသူ့ IC ပြလိုက်တာနော်ဗန်ပြဆိုတော့အမဗန်မပြတော့ဘူးဗန်မပြဘဲနဲ့အမငါ sales count ပဲလာခဲ့မယ်လို့ဘယ်နားမှလဲလို့လည်းပြောလိုက်ရတော့ရှတော့အဲ့ဒါနဲ့ဘတ်ဆိုတန်းတီးလိုက်ပြီဆိုတော့ IC ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကကိုဘန်နေအကုန်လုံး तू ရှာလို့ရတယ်ကိုရဲ့ဟာတွေရှာလို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အမအကုန်လုံးကိုပတ်ရှာပြီးလိတ်ပြီး blind လိုက်တယ်ဟောဒါဆိုတတိထားရမယ်လို့ပြောတာဒါတတိငွေလိမ့်နေတာ Facebook ပေါ်ကနေရဲ officer ဝစ်စုံတဲ့တောင်မှာတက်ပြီးတော့မှပေါ်တင်လိန်ရဲတဲ့အရှင်နေအခက်ခါမှာပြောပြတာနောက်တာစင်ကာပူလိုစစ်ဖြစ်တဲ့နိုင်ငံမှတော့လိန်ရဲတဲ့ကမှာမြန်မာပြည်မှာသူတို့ဘာလုပ်လာလဲဆိုတူဗီဒီယိုကောတွေခေါ်လာတယ်သူတို့ကဒီလိုတတောက်ထိုးတွေစီမီအော်တိုတွေသူတို့ကဘလို့တီထွင်နေပြီဘလို့ပြစ်နေပြီဆိုမှအဲ့ဒါမော်လမြိုင်နော်မော်လမြိုင်မှာဘလို့ပြစ်နေပြီဘလို့တွေရှိနေတယ်ဘလို့တွေလုံနေတဲ့အတွက်အလူငွေလေးပေးပါလိုအပ်ပါတယ်လို့တောင်းတယ်တောင်းတော့သူတောင်းတဲ့လူငွေကိုပေးလိုက်တာကဘဏ်အကောင့်နဲ့ပေးလိုက်တာက40ရိုးပေးလိုက်တာ10တိန်းပေါ့ဒါပေမဲ့အဲ့ဒီကလေးကသူက group နဲ့ page လဲထောင်ထားတယ်တော်များများသူ့ရဲ့ page ထဲကိုဝင်ကြည့်လိုက်တဲ့ခါကျတော့လေတော်များများအလူခံထားတယ်တော်မလေးအများဆုံးကတော့သူ့ရဲ့ပြင်မှတ်ကမလေးရှားစင်ကာပူဂျပန်ဒီနိုင်ငံတကာကိုသူထိုင်းကတော့သူထိုင်းကိုတော့သူမပတ်ဘူးနော်တော်များများသူ့ထဲမှာလူနေတာလေမလေးရှားစင်ကာပူထိုင်း sorry မလေးရှားစင်ကာပူထိုင်းကိုသူပက်နဲ့လိန်ထားတာ
对啦，သူပပဲနဲ့လိန်ထားတာကျမကနောက်ဆုံးတဆင့်ကြံနေတယ်လို့သူရဲ့ page တွေသူရဲ့စာရွက်တွေသူရဲ့ရုပ်တွေသူရဲ့ bank account တွေကျမအကုန်လုံး list နဲ့တေချာထုတ်ပြီးဒါမျိုးပြမယ်တော်လန်ရေးမှာလာလိန်နေတဲ့လူတော့ကျမတော့ဆွဲထုတ်ပြီးတော့မှကောင်းကောင်းကြီးစကားစလဲယူပါစေတော့နော်ဒီဘက်ကလူတွေလည်းလောက်ပါဆိုတော့ဒါပေမဲ့ကျမကသူ့ရဲ့ soft ကိုကြည့်လိုက်တဲ့အခါကျတော့စစ်တပ်ဘက်ကအကောင့်ကြီးတကောင်ကအဲ့ဒီ page ကိုကိတ်နေတာသိလားစစ်တပ်ဘက်ကအကောင့်ကြီးတကောင်ကတမင်တက်ဒီ software ဒီတို့ page တွေထောင်ပြီးတော့မှတမင်တက်ဟိုအလူခံတဲ့ကျမတို့ဒီ UNG ရဲ့လူတွေထဲကိုဝင်ရောပြီးတော့မှအလူခံတာနော်ကန်ကောင်းလို့မရရ350ပြီးတော့မှထပ်တွဲတော့မို့နော်တဲ့ပေါင်းဆိုအမပုံးဖောက်လို့ရှိရင်တပတ်ကောင်မှငါ100ရဖို့တော့မနေစူးစမ်းနေရတဲ့ခါကျတော့အရင်မများတဲ့အလူမလို့အဲ့လောက်ပဲပါသွားတာဆိုတော့ဒါအဓိကတူပြစ်တာပန်ဆယ်လိုလဲတူလမ်းပြစ်တယ်နော်ပန်ဆယ်လိုတော့အမအတိမပေးရသေးဘူးနော်ပန်ဆယ်လိုလဲတူလမ်းပြစ်တယ်ဆိုတော့ပန်ဆယ်လိုကြတော့သူ့ရဲ့ဖန်ငွေတွေကိုသူကိုယ်တိုင်ကိန်းတာနည်းတယ်သူကဟိုစင်ကာပူအမေရိကမှာသူဟိုကိုပိုင်ဘဏ်အကောင့်မရသေးတဲ့ခါကျတော့သူများဘဏ်အကောင့်ကိုတုံးရတာမျိုးတွေရှိတဲ့ခါကျတော့ပန်ဆယ်လိုစီမှာလဲသူကတိတ်ပြီးညစ်လို့သူမရလိုက်ဘူးဆိုတော့အဲ့ဒါဒီ live ကလေးကိုလွှင့်ပေးတာကတအားလူရှင်နေကြတဲ့မလေးရှားကညီကိုမောင်နှမတို့ထိုင်းကညီကိုမောင်နှမတို့အခုမရင်းတို့ပေါ့နော်ဆိုတော့သူတို့ကတေချာကြီးလက်နဲ့တွေပြတယ်တောတွေထဲမှာစမ်းနေတဲ့ဟာတွေပြတယ်ဗီဒီယိုကောကြီးတွေနဲ့ခေါ်ပြတယ်တေချာစနစ်တကျပြပြီးမှတေချာလိန်တာနော်တေချာစနစ်တကျပြပြီးတော့မှသူလိန်တာဒါပေမဲ့သူ့ရဲ့ page ကအဲ့တစ်ခုတည်းလားဆိုမဟုတ်ဘူးသူထောင်ထားတဲ့ page က3ခု4ခုလောက်ရှိတယ်သူထောင်ထားတဲ့ page က3ခု4ခုလောက်ရှိတယ်အဲ့3ခု4ခုလုံးကိုကိတ်နာတာကစကဖြစ်နေတယ်ဆိုတော့ကိုလူလိုက်တဲ့အလူကစကားစကိုလူလိုက်တာလားတကယ် PDF ကိုလူလိုက်တာလားဆိုတာပြန်စဉ်းစားဖို့လိုတယ်ဆိုတော့ဒီ live ကလေးကိုအရေးပေါ်ဒီရဲ့ video လေးကိုအရေးပေါ်ရိုက်ပြီးတင်လိုက်တာဆိုတော့အခုဆိုရင်ကျမဆိုရင်လုံးဝကျမလုံးဆောင်မဲ့အရာဆိုကျမဒေါက်တာဆိုဝေဆိုးကိုပဲတော်ပြောပြီးတော့မှအဲ့ကနေတဆင့်လူလေကရင်ဆိုရင်ကရင်ဘိုးတွေကိုနော်ကရင်ဘိုးတွေကို direct ပေးပြီးတော့မှကလေးတွေကိုတွားလူပေးပါတဆင့်ပြောလိုက်တယ်ဆိုတော့ကရင်ဘိုးရောက်သွားရင်ကလေးတွေလက်ထဲကိုစားနာရိတ်ခါရောက်သွားမယ်နော်ကရင်ဘိုရောက်သွားလို့ရှိရင်သူတို့စီကိုဘာပဲရောက်ဒုတ်ပဲရောက်ကြည်ပဲရောက်စနစ်တကျရောက်သွားမယ်ဆိုတော့ကျမအခုနောက်ပိုင်းအနောက်ပိုင်းမဟုတ်တော်များများကရင်ဘိုကိုလူလိုက်တာများတယ်ဒီ local PDF လေးကိုလူလိုက်တယ်ဆိုတော့ဟာကစောတယ်ကျမအရှိတုံးကကျမဒါနဲ့ဆိုဒီတော်လန်ရေးကြီးမှာနှစ်ကြိမ်အလိန်ခံဘူးတဲ့တစ်ကြိမ်ကစောအဲ့တူတက်မဟာတုံးကကရင်မာဆိုပြီးတော့မှနော်တက်မဟာတုံးကဘိုပါဆိုပြီးလိမ့်တယ်စောအဲ့တူဆိုတာ page ပေါ်မှာလည်းကျမတင်ထားပြီးတယ်စောအဲ့တူကတော့ကျမစီကပတ်စံ100လောက်ဝင်းကျင်တယ်မလေးချာပတ်စံ100ဝင်းကျင်200 300လောက်သူကိန်ပြီးတော့မှသူသွားတယ်အဲ့ဒါအချက်မရှိသေးဘူးသူတော်လိုင်းရေးလုံနေသေးပါဆိုပြီး page တွေပေါ်မှာထပ်တင်လာပြန်ဟောဒါပေမဲ့ကရင်ကသူတို့ကရင်လူမျိုးသူတို့ဟာသူတို့ပြန်ဖမ်းလိုက်မယ်ကရင်ကသူတို့အရေးယူဖို့စီစဉ်ထားပြီးသားနော်ကရင်ကပပနဲ့အရေးယူอ่ะနော်ကရင်ရဲ့အရေးယူမှုကဒီလူအမှုခိန်လို့ရှိရင်တွေ့ရနေရပြစ်တတ်ပဲနော်ကရင်ရဲ့အရေးယူမှုကတွေ့ရနေရပြစ်တတ်ပဲဆိုတော့ဒါတပိန်ထားလိုက်ဆိုတော့ဒီကလေးတွေကဒါလူတဲ့လူတွေကိုသိစေရှင်လို့ပြောတာเนาะတကယ်ကိုယ့်ရဲ့เนาะ EAO တွေလား EAO လားเนาะဒါမို့ဒီကရင်ဘိုလားတိချာမေးပြီးတော့မှ confirm မှလူဆိုတော့မအရင်လို့အဲ့လိုတတိထားတဲ့လူတတိထားပြီးလူတဲ့လူတောင်မှ local PDF လေးတွေအရင်ရေးကြီးတဲ့ local PDF လေးတို့ဒီတစ်ခါမှဆင်းဝေတာဆိုတော့2လ3လလောက်ရှိပြီအရေးကြီးတဲ့ local PDF တွေကိုဆင်းဝေတာဆေးဝေတဲ့အခါကျတော့ကျမအမတ်တွေစီကိုဝင်ပြီးတော့မှပေးလိုက်တာ join ပြီးပေးလိုက်တာပို့များတယ်အမတ်တွေကိုဝင်ခိုင်းတာအမတ်တွေကိုဘဒုထဲကိုတော့တွားစစ်ပြီးပေးလိုက်ဒါပေမဲ့ပေးရတော့ပေးရမယ်ဆိုတော့စစ်ခိုင်းတာတော့အမတ်ကိုစစ်ခိုင်းလိုက်တယ်အဲ့လိုမျိုးတွေများတယ်အခုကဘာဖြစ်တယ်လဲဆိုတော့ဒီရဲ့ group တွေ page တွေထောင်လာတဲ့လူကသူကဘယ်လက်နဲ့ကိုထွင်လိုက်ပါပြီဘာတွေကိုဘယ်လိုလုပ်လိုက်ပါပြီဆိုပြီးတော့ तू တင်ပြလိုက်မယ် video call တွေပြလိုက်မယ် तू ကတေချာယုံကြည်လောက်တဲ့ခြာမှာအချီကြီးရိတ်ယူတာဆိုတော့နောက်အမေရိကကလူတို့ဒီဗီဒီယိုလေးကို share ပေးအမေရိကတို့လူတို့ဘာတို့ local PDF ကိုလူတဲ့ခါကျရင် video call ကြည့်ပြီးပါပြီလို့ပြောတဲ့လူတွေနော်စင်ကာပူ police officer ပါဆိုပြီးလိန်တဲ့လူရှိတယ်လို့သူတို့က group လိုက်ရှိနေတာမြန်မာပြည်ကအခင်းချင်းကိုအတုံးချပြီးတော့မှ group လိုက်ကိုအလူခံတဲ့လူရှိနေပါတယ်လို့အဲ့ဒါအတိလာပေးတာနော်တေးချာကြီးတတိလာပေးတာကျမတို့တော်လန်ရေးကြီးမှာကျမတို့နိုင်ဖို့အတွက်နီးလန်းနေလုံနေရတဲ့အခါမှာအလဲမှာလာပြီးတော့မှအလူခံစားတဲ့လူတွေရှိတယ်သူတို့က page ကတော့မှတစ်ခုတည်းမဟုတ်၄ခုတေးချသွားရင်အဲ့၄ခုလုံးရဲ့အနောက်မှာငွေဘာလို့ဆိုကျမကဘာလို့သိလိုက်တာလဲဆိုသူတို့ AYA bank account ကိုလွှဲခိုင်းတာတို့
ကမောစာဘန်အကောင့်ကိုလွှဲခိုင်းလာတော့ဆိုအဲ့ဘန်တွေကိုပတ်လန်ပြီးတော့မှအဲ့လူတွေကိုဖမ်းစားလိုက်လို့ရတယ်ဆိုတော့အဲ့ဘန်တွေကိုဘက်လန်ပြီးတော့မှဖမ်းစားလိုက်လို့ရတော့အဲ့ဘန်တွေကနေအဲ့ကလေးတွေကြီးလိုက်တဲ့ခါဆိုတော့ဒီလွှဲလိုက်တဲ့ကလေးတွေကအများဆုံးကစစ်တပ်ဘက်ကနှွယ်နေတယ်ဘိုးဘယ်ဘိုးရဲ့တမီဘယ်တက်ချက်ကြီးရဲ့တမီဘဒူရဲ့တမီအဲ့လိုတွေဖြစ်နေတယ်ဆိုတော့တတိထားဖို့လာပြောတယ်နော်တတိထားဖို့လာပြောတယ်ခဏနေဒီတရက်နှစ်ရက်ဒီနေ့ကတောက်ကြဖြစ်သွားပြီစနေတနင်္ဂနွေတနင်္လာအင်္ဂါလောက်ဆိုရင်တော့သူ့ရဲ့ link ကြီးတစ်ခုလုံးထွက်လာပြီသူတို့ရဲ့လိန်လည်မှုကြီးတစ်ခုလုံးထွက်လာပြီဆိုရင်တော့အမရင်နောက်တစ်ခေါက် page တွေနဲ့တေချာကြီးပေါ်ပြပြီးမယ်နော်ဒီဗီဒီယိုဖိုင်shareပေးပါဦးဆိုတော်လန်ရေးမှာအဲ့လိုစီးရဲအတွက်တွေကက်လက်လုံးနေတဲ့အခါကျတော့တကယ်တော်လန်ရေးရှေ့မှာပြေးနေတဲ့ကလေးတွေတေနေရတဲ့ကလေးတွေအတွက်အရန်ကိုအလူရှင်တွေကလည်းမလူရဲဘူးရောင်တောင်ဖြစ်ကုန်တယ်အဲ့လိုမျိုးပေါ့နော်ဝေဝါးတွေဖြစ်ကုန်တယ်အနောက်ရှက်တွေလူရတဲ့ငကောမှနိုင်ငံတကာလူတဲ့အလူကအားရော့လာတဲ့အချိန်မှာတကယ်အားရော့လာတယ်မရင်ပုံလေးဆိုရင်တရားပြည့်ဖို့တော်တော်ခက်လာတယ်တရားပြည့်ဖို့တော်တော်ခက်လာတဲ့အခါကျတော့အကိုဈေးရောက်ရတဲ့အလူပတ်စံတွေပါအကုန်လူနေရတဲ့အရှင်တွေဒါပေမဲ့ဒါတွေကိုအကုန်လုံးအမနောက်မှာဆိုလို့ရှိရင်ဘယ်သူတွေရှိတယ်လဲဆိုတော့လူကြီးတွေရှိတယ်အန်ယူဂျီကလူကြီးတွေလည်းရှိတယ်နောက်လူကြီးမဟုတ်တဲ့ဒီစစ်စစ်ချစ်ចောင်းသားဟောင်းလူကြီးတွေရှိတယ်နောက်ရှင်းလူကြီးတွေရှိတယ်သူတို့တွေကမရင်ဘာလုပ်နေတာဆိုတာတည်ရအတွက်ကြောင့်မို့မရင်စီကိုတွားထည့်ပေးပါဥမာဆိုရင်အမေရိကမှာရှိတဲ့စတီဗင်ဆန်ယူတို့ပါလို့ဆိုတာဒါမရင်ဘာလုပ်နေလဲဆိုတော့တည်ရလူတွေကတော့မရင်ကိုအလူငွေတွားထည့်ပေးပါလို့သူတို့ကလူကြီးတွေကကုန်းអော်ပေးတယ်အတေးလေးတွေကိုအမမဝေအောင်9000တထောင်နေလာတောင်းနေတာအဲ့9000တထောင်နဲ့ဒေါ်ကြားဆိုတဲ့အမျိုးသမီးတယောက်လည်းအဖမ်းခံရပြီဖြစ်တဲ့အတွက်ကြောင့်မို့9000တထောင်တွေဘယ်သူ့အိုးမှမတူတော့ဘူးနော်1000 2000 3000နေလာတောင်းနေတဲ့လူတွေတယောက်မှမတူဘူးနော်အမမလူလို့ကြိတ်တလောက်ဆဲဘာဆဲအမရဲ့ပြင်မကတော်လိုင်းရင်မြန်ပြီးဖို့ပြီးလဲပြီးဖို့ပုံမြန်ရှင်တယ်အခုကရင်ထွက်လာပြီဆိုပုံမြန်သွားရှင်တယ်ပုံမြန်သွားရှင်တဲ့အတွက်ကြောင့်မလို့လူနေတဲ့အချိန်မှာအလူခံစားနေတဲ့ page တွေကိုလာတွေ့လို့လာပြီးပေးတယ်တကယ်လူရှိရင် EAO တွေလက်ထဲကိုထည့်မယ်ကရင်ဘိုတွေရဲ့လက်ထဲကိုထည့်မယ်ကရင်ဘိုတွေလက်ထဲကနေမှဘယ်နယ်မြေမှာဘယ်ကလေးတွေဖြစ်နေတယ်အဲ့ကလေးတွေကတောင်းနေလို့အဲ့ကလေးတွေကိုသစင့်ပေးပါပါဇက်ကပြောလိုက် EAO တွေကပေးတဲ့ကလေးတွေသူတို့သွားပေးလိုက်မယ်ဆိုတော့ EAO လက်ထဲကရင်ဘိုတွေလက်ထဲကသွားတာဖြစ်တဲ့အတွက်မားတယ်ဆိုတာမရှိတော့ဘူးအမားလုံးဝမရှိဘူးနော်အမားဆိုတာလုံးဝမရှိဘူးလေအလူခံစားလဲဆိုတာလည်းမရှိတော့ညာစားလဲဆိုတာလည်းမရှိတော့ဘူးဆိုတော့လူတဲ့လူတွေလူတက်ဖို့အတွက်တခါလမ်းလာညွန်ပေးတယ်နော်ဆိုတော့ဒီတော်လာရေးကြီးမှာတော့ကျမတို့အခုကလိုက်တဲ့ဇက်လန်မှာဒီ day ဆိုတာလက်တွေ့ကြတဲ့ဒီ day ကထွက်လာပြီဖြစ်တဲ့အတွက်ဆရာစောဝေဆိုးလဲပြောသွားပြီဒါကျမတို့တိမ်ပင်နဲ့ပေါ့နော်ဆရာစောဝေဆိုးလဲပြောသွားပြီဆိုတော့မြေပြင်မှာရှိရဲ့ကလေးတွေကလည်းPDF တွေကလည်း local PDF လေးတွေကလည်းကိုကြရတာဝန်တွေကိုကိုဟာကိုထမ်းဆောင်တချို့ကလေးတွေကလည်းပစ္စည်းရပြီဖြစ်တဲ့အတွက်ပျော်ကြတဲ့ကလေးတွေလည်းကိုတာဝန်ကိုထမ်းဆောင်တော့ဆိုအဲ့ပြည်သူလူထုရက်မိရက်ဖအနေတွေကလည်းကိုစုဆောင်ထားတဲ့အရာတွေစုဆောင်ပါတော့ဒီတစ်ခါစုဆောင်ပါလို့ပြောတဲ့ဟာကကြေးရွာတွေမှာရုတ်တရက်လက်တပြက်ဖြစ်သွားတဲ့အရာတွေမှာကျမတို့စုဆောင်ဖို့ခက်တယ်အိယာပစ္စည်းတွေစံနေစီတွေစားတွေပြန်ယူဖို့ခက်တယ်ဟိုတနေ့ကမနေ့ကခုနတော့စာကျင်ချဲတို့ကစံနေစီတွေလိုနေလို့လာပို့ပေးပါလူပေးပါပေါ့နော်ဒီမြဝတီအဆက်ဖက်ဟိုထိုင်းနယ်ဇက်ဖက်ကိုရောက်သွားတဲ့လူတွေအတွက်စားဖို့တောက်ဖို့လူယူပေးပါဆိုတော့အဲ့လိုပြန်ယူပေးချိန်မရှိဘူးဆိုတော့အစောကြီးကလေးကမြို့ပေါ်ကလူတွေအနေနဲ့လေကိုသွားဘယ်နေရာသွားတဲ့နေရာတိုင်းမှာစံစီစားရှိဖို့အတွက်ကိုကလည်းကိုအစင်တစ်ပြင်ထားပေးဆိုတော့ကလေးတွေကိုမြင်နေရတဲ့နဲ့လည်းမမြင်ရှင်းအောင်ဆောင်ပေးနော်မြင်နေရတဲ့နဲ့လည်းမမြင်ရှင်းအောင်ဆောင်ပေးတချို့ကလေးတွေကိုလက်ခံထားပေးလို့ရရင်လက်ခံထားပေးကျွေးလို့ရရင်ကျွေးထားပေးမွေးလို့ရရင်မွေးထားပေးဒါပေမဲ့တိုးတိတ်တစ်ယောက်စားနှစ်ယောက်စားဒါမျိုးလေးတွေလှုပ်ထားပြီးဒီ day ဆိုတာကရောက်စိတ်ထွက်တဲ့ဒီ day ရောက်စိတ်လက်နဲ့စုံမှာထွက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့ရောက်စိတ်ထွက်တဲ့ဒီ day ဆိုတော့သူ automatic မခေါ်ဘဲနဲ့ကျမတို့တတ်မှတ်ချိန်တဲ့2လလောက်စောသွားတယ်နော်2လတတ်မှတ်ချိန်တဲ့2လလောက်စောသွားတယ်အရှင်နေမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အကုန်လုံးကတွေ့ရကရမယ့်ချိန်မှာအကုန်လုံးဒီထက်မကစ조사အားထုတ်ရမယ်အဲ့လိုပဲ ICCရဲ့အခင်းကျင်းရောမအောင်နေဘူးလားမရရင်အပေါ်အခင်းကျင်းမအောင်နေဘူးလားအောင်နေတယ်ဒါပေမဲ့မအေလိုကြီးလာအောင်မမေလိုကြီးမလာလို့ရှိရင်ကျမတို့သူတို့လာဖို့အတွက်ဒါဝရန်ထုတ်တာတို့ခေါ်တာတို့တစ်ချိန်မလာဘူးနှစ်ချိန်မလာဘူးသူတို့ရဲ့ဥပဒေပေါက်ရနှစ်ချိန်မလာဘူးသုံးချိန်မလာမှဝရန်ထုတ်မယ်နော်ဂျုံရှိန်စင်ခေါ်ဖို့3ချိန်ပါညာချက်လက်ကဆိုတာ2020တစ်နှစ်လုံးကုန်သွားလိုက်မယ်2020တစ်နှစ်လုံးမှာကိုတွေကိုမတရားအတက်မခံရှင်တဲ့အတွက်ကြောင့်မို့မအေလိုရစစ်ခေါ်နေစစ်ကဘာလို့သွားမြူလဲဆိုရက်ခဲုံလဲသူသွားမြူတယ်ရက်ခဲုံလဲဟိုဝင်ပြီးတော့မှဆက်ရက်ခဲုံသွားစစ်စ
ရခဲ့လည်းစစ်စားတယ်အခုကရင်ကိုသူစစ်စားပြလိုက်တယ်နော်ကရားမှလည်းအဲ့လိုပဲသူဗိုလ်ချစီမိုးပြီးတော့မှဟိုအနေမြေအပေါ်ထိသူယူလာတာလို့စစ်စားတာတွေသူလုပ်တယ်ဟုတ်လားစစ်စားတယ်သူစစ်မြူနေတယ်နော်စစ်မြူနေတယ်ဟုတ်လားလေရင်တို့သူစနစ်တကျအတုံးချမယ်မနေ့ကကျမတို့ထင်တာကရင်ကိုလေရင်ကျဲမဲ့ထင်တာကရင်ကိုမကျဲဘဲနဲ့သူကအသေးလေးဖြစ်တဲ့ကိုကန့်ကိုသွားကျဲတယ်မနေ့ကကိုကန့်တိတ်ပွဲရှိတယ်ကိုကန့်တိတ်ပွဲရှိရကကြတော့ကိုကန့်ကိုလေရင်သွားကျဲတယ်နော်ကိုကန့်ကိုလေရင်သွားကျဲတယ်ကိုကန့်ကိုလည်းမြောက်ပိုင်းရှမ်းကကူပေးပါလို့ပြောထားတာတော့ကူတော့ကူပါမယ်ထင်ပါပဲနော်ကိုကန့်ကိုသူလေရင်သွားကျဲတယ်ဆိုတော့သူတို့ရဲ့တဘောကအသေးလေးတွေကိုဥအောင် share လိုက်မယ်အကြီးကိုကြောတက်ထားအောင်မယ်ဆိုတဲ့ပုံစံတူနောက်တစ်ခေါက် show လာလိုက်မယ်စားကြကြောင့်အလံဖြူထောင်နာနာမှမပေးဘူးဘာညာကြလကသူတို့ကဟိုနိုင်ငံအရေးခင်းကိုပြောရတယ်တခါကျရင်စစ်မှာလက်နဲ့ချတဲ့တုံ့ပန်းကိုအရန်ရန်မတက်ရဘူးနော်အလံဖြူထောင်တဲ့လူအရန်ရန်မတက်ရဘူးအမဒါမျိုးဆိုမလာတက်နေတာရောမလာတက်နေလို့စစ်ခုံရုံသွားရမှာလေကရေကတက်လို့မရဘူးအလံဖြူထောင်ထားလို့သူတို့ဘက်ကစပစ်တယ်ဆိုရင်တော့ကိုကပြန်ပြစ်ရတယ်အလံဖြူထောင်ထားလို့စစ်ကူအလံဖြူထောင်ထားပြီးအနောက်ကနေစစ်ကူကြိတ်ခေါ်တာတွေ့လို့ကရေကပြန်ချတာဆိုတော့စစ်ရဲ့ view လောစစ်ရဲ့ဥပဒေစစ်ရဲ့ဘောင်ထဲမှာကရေကတစ်ချက်ကလေးမှမချိုးဖောက်ထားဘူးစစ်ရဲ့ဥပဒေနော်စစ်ရဲ့ဘောင်စစ်ရဲ့လောကထဲမှာနော်ကရင်ကလူမျိုးသားချင်းမြန်မာလူမျိုးသူနိုင်ငံတကာကားတောင်မှနော်ဒီလိုဟိုနိုင်ငံရေးခိုးလုံခွင့်တွေကိုပေးထားတဲ့အချိန်မှာကျွန်တော်တို့ကရင်တွေကလည်းဒီပြည်မကဖြစ်လာတဲ့ဒုက္ခတွေကိုကျွန်တော်တို့ကူညီထားမှာကျွန်တော်တို့တာဝန်အဲ့ဒါကိုကျွန်တော်တို့နယ်မြေအထိဒီဒုက္ခတွေလာယူဆွဲတာတော့ဒါမလောက်တဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်တို့ကားကွယ်တဲ့အတွက်ကျွန်တော်တို့ကားကွယ်ပါတယ်ဆိုမှကဘာရုပ်သူတင်ပြပြီးမှဒီစစ်ကိုဖွင့်တာတော့ကဘာရုပ်သူတင်ပြပြီးမှနိုင်ငံတကာကဘာရုပ်ကျွန်တော်တို့နယ်မြေထဲမှာဒါလူသားချင်းစာနာစွာနဲ့ကျွန်တော်တို့ခေါ်ကယ်ထားတဲ့လူတွေကိုသူတို့လာဝင်ကျွန်တော်တို့စီကိုပေါ့တင်လာဝင်ပြီးလူတွေဖမ်းပြနော်လူတွေဖမ်းပြတာလောက်တဲ့အတွက်ကျွန်တော်တို့ကဒါကိုလောက်ရပါတယ်ဆိုတဲ့ပုံစံမျိုးကိုကရင်ကပြပြီးမှတိတ်တာဖြစ်တဲ့အတွက်ကျမတို့ဘက်ကတခုမှမဖောင်းနေဘူးနောက်တစ်ခါလေကျရင်အခင်းချင်းကတယ်ဆိုတာစစ်ရေးစစ်ရအခင်းချင်းကတယ်ဆိုအဲ့လိုကဘာကြီးရဲ့ဥပဒေတွေလောတွေပေါင်းနေနဲ့တက်ကတာစပါတော့မင်းအောင်လည်းမကောက်ဟုတ်တယ်မကောက်လို့သူအခု ICC ICJ စစ်ခုံရုံးသွားရတော့မယ်လေအဲ့ဒါပဲနော်အဲ့ဒါလာပြောပြတာနော်အဲ့ဆိုတာပဲနော်ဗီဒီယိုတိတ်ရှည်သွားရင်တင်လို့မရမှာဆိုလို့